ပြတယ်ကိုကြီးတွေကညာတယ်တော်ပြီမောင်လေးပဲချစ်တော့ shit မင်းတို့အဲ့လိုမျိုးကြီးလှုပ်ပြီးတော့ line ပေါ်မတင်ပါနဲ့လို့နော်ကြည့်တဲ့လူတွေလို့နည်းနည်းပါးအားနာပါဦးကိုရခင်အဲအားရပြက်နေလို့အဲဟိုကောင်းလေးစားချင်ကိုကျွေးတယ်မို့ကောင်းနဲ့ကိုကမှမရောင်းတာတဲ့တွားဝယ်ပေးရမှာလားတဲ့တောင်းစားရောင်ရေးမင်းတို့တလား10တန်းအောင်ရမလို့ကွာနေပါလိုက်ပြီးဝယ်လူတာနော်မှုကောင်းစားခြင်းမှုကောင်းကျွေးလိုက်လीอ่ะဒီတော့မှုကောင်းဆိုင်မှာသွားဝယ်မှာမှုကောင်းစားမင်းစောမှုကောင်းကျွေးလိုက်အဲ့မှာတခါတည်းတန်ဆူးတယ်မောက်အတွက်ရောင်ကြီးဒီတော့အဲ့လိုမျိုးရှိလားအဲ့လိုမျိုးရှိလားလို့ ဘာလာမင်းလားဟာသွားစိတ်ညစ်အောင်လာလို့အေးစေးထိုင်နေဆိုမေးခွန်းနေအများတာ မျိုးရှိလားဟုတ်တယ် ကောင်းငင်ရပြတယ်ကိုကြီးတွေကညာတယ်တော်ပြီမောင်လေးပဲချစ်တော့ တဲဆိုရက်စာနော်ကောင်းငီရပြတယ်ကိုကြီးရညာတယ်နော်မောင်လေးတွေပဲချင်မှာဥကပလက်ဘာလဲဥကပလက်shit လာပြန်ပြီကွာမင်းတို့အဲ့လိုမျိုးကြီးလှုပ်ပြီးတော့ line ပေါ်မတင်ပါနဲ့လို့နော်ကြည့်တဲ့လူတွေလို့နည်းနည်းပါးအားနာပါဦးငါတို့ကဘယ်သူသွားနန်းလို့နန်းမှမသိရောင်ကြီးဒါလည်းပဲမလို့ပြောမှာဝေကျွေးတစ်မျိုးပဲကွာshit ကဲဘာမှမဟုတ်ပါဘူးခင်ဗျားတို့စိတ်ဒုက္ခလာပေးတာပေါ့နော်ကဲအဲ့တော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော် like subscribe လည်းလုပ်ခဲ့ကြပါဦးခင်ဗျာအားလုံးချစ်ပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးတွေ့ပါမယ်ဘာညာညာပေါ့တတ်တာ